ကတော့ကျွန်တော် volunteering တော့လုပ်ဖြစ်ပါတယ်အဲ့တော့လူသူလူလေးဝတ်ထားတယ်နော်ဒီရှက်နဲ့ပါနဲ့ဟာလေဒီလိုက်တာကိုက metro station တော့ပါမယ် metro ကနေမှသွားရင်တော့ပုံကြီးတော့ let's go to metro stationနိုင်ငံကြက်တော့ကြီးပဲတော့မယ်ဟိုတယ်ကအဲရှောက်တော့48မိနစ်မက်ထရိုနဲ့တော့7မိနစ်တွင်ရောက်တယ်မက်ထရိုနဲ့တော့ဆက်ရအောင်ပြီးတော့ခေါင်းနဲ့တော့ခဲသွားလို့ဟာတဖြည်းဖြည်းနဲ့ဆောင်းလေးကိုဝင်လာပြီဆိုတော့အော်ထုံကနေပြောင်းပြီဆိုတော့တော့အေးသူအေးရကြီးစိတ်မီအေးရအဲ့တော့အနွေးရတထက်နဲ့မလောက်တော့လမ်းလျှောက်နေတော့လားပူရပါပြီးပြန်အေးလာဟိုတယ်ကိုလက်မြင်နေရပါပြီအဲ့ဟိုတယ်ကိုလောက်ပါဟိုအဲ့အနောက်က metro station က metro station တန်းတန်းထွက်လာတယ်အဲ့ဟိုတယ်ရှိတဲ့ရှိအဲ့ဟိုတယ်ကိုမြင်နေရတော့ပါအဲ့လိုမျိုးဟာကြောင်နေကြောင်နေရရင်များချစ်စရာလေးနော်ဆိုတော့ဖန်ကိုတော့အမြဲဆောင်ထားပြီးပါတယ်ဆိုတော့ခဏလေး10နိုင်လောက်မှဆက်မယ်ကျွန်တော်9နိုင်ခွဲရောက်တယ်ဟိုတယ်ရဲ့ toilet ပါဒါတော့ဆိုတော့ toilet ထဲမှာ outfit check ပါညာပေါ့နော်ဟုတ်တယ်လှည့်တယ်ဗျာဟုတ်တယ်လှည့်ပလိုက်ဟုတ်ပြီအဲ့တော့ outfit check ပါညာပေါ့နော်သူက business attire ဆိုတဲ့အတိုင်းရှင်ရဲ့အနေနဲ့ပြတာပါ the entire crowd just make sure that without disturbing that conversation you're just going around and ကျွန်တော်တို့ပွဲမှာလိုအပ်တဲ့အရာတွေပါလုပ်ရမယ်ကျွန်တော်တို့ကတော့ကောင်တာအရှိမတိုင်ရတယ်ပေါ့နော်ပြီးတော့မှ University Representative ရဲ့ကောင်တာကိုထိုင်ရတာပါဒါတော့ကျွန်တော်တို့အဆိုင်ချပြပါပြီဒါတော့ Enzo ကတော့ Shoe Lake York University School of Business မှာတာဝန်ကျပါတယ် Enzo အရှိရ register ခုံမှာပြီးသွားရင်သူပြောရတော့အထဲမှာလာပြီးမယ်လို့ပါတယ် sure yeah ဒါတော့ရင်တိုးလေးပါအဆိုင်ချပြတဲ့ခါမှာတော့ပြင်ဆင်ချက်ရှိရပြင်ဆင်ပါတယ်တကယ်ချင်းနေလည်းမိတ်ဆက်တာတွေနှုတ်ဆက်တာတွေလုပ်ပါတယ်အခုဆိုရင် agent နဲ့ဆက်ရမှာဆိုတော့လူတွေအကုန်လုံးကိုကျွန်တော်တို့ကဒီ book တွေပေးရမယ်ပြီးရင်ဒီဘက်ကအမကြီးကတော့ agent က guide တွေပေးရပါရင်တိုးလေးနဲ့ဆိုတော့ yeah it's been perfect everything is great အော် volunteer break time မှာမုံပညာဆိုင်ပေါ့နော်ပြီးတော့ University Representative ဒီ assign ချထားတဲ့ counter မှာတွားပြီးတော့ဆေးဆောင်နေရပါတယ် representative လေးလာပြီးဆိုတာနဲ့လာမိတဲ့သူတွေ scan ဖတ်မယ်ပြီးသွားရင်တုံးရမယ့် application လေးရအစားပြောထားရပေါ့နော်ဆိုတော့အကုန်လုံးကတပုံလေးရိုက်တယ် video လေးရိုက်တယ်ပေါ့နော် out of country မှာ first time volunteer လုပ်တာတော့ little excited ဖြစ်တယ်ပေါ့နော် yay whether or not you're in range or whether or not it's going to be a bigger challenge right
So that's my recommendation for anyone who's like, I don't know if my GPA is sufficient. I don't know. Like this captures all of that core information. There's 10 steps to the application. Step 1 to 5 is that core stuff. CV, where did you study previously? What were your grades? ဆိုရင်ပြောပါပြီဒီပြကြတယ်ဆိုတော့ရဲပြောဖို့ခေါင်းမှာလေဒါကတော့အင်ပြန်နဲ့လမ်းမှာကိုတွေးရင်းနဲ့ဗီဒီယိုရိုက်ထားတာပေါ့နော်representative ကြီးနဲ့လေတီချာရင်းနှီးစကားပြောခွင့်ရခဲ့တယ်ပြီးတော့သူရဲ့ professionalism အလုပ်လုပ်တဲ့ပုံစံနေပြီးတော့teacher systematic ကြရပေါ့နော်ပြီးတော့ international French လည်းထည့်ရခဲ့ပါတယ် volunteer ယူကျွေးရမုံနေရလည်းအရင်စားလို့ကောင်းပါတယ် Canadian University representative ကရန်တဘောကောင်းပါတယ်ဆိုတော့နောက်တစ်ပွဲမှာပြန်ဆုံကြပါမယ် See you guys next video thank you